Hi အားလုံးပဲမင်္ဂလာပါ Zenos Interior Design Sharing Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအမတို့ Zenos ကနေအသစ်လုပ်မဲ့ဒီအစီအစဉ်လေး Zenos Design Fun ဆိုတဲ့အစီအစဉ်လေးကိုအပတ်စဉ်တိုင်းမှာဝင်ပြိုင်ဖို့အတွက်ဒီ design tool လေးတစ်ခုဖြစ်တဲ့ Canva လေးကိုအမကတင်ပေးချင်လို့ပါCanva ဆိုတာ design လုပ်နေတဲ့လူတွေနဲ့တော့မစိမ်းတော့ဘူးပေါ့နော်ဒါပေမဲ့တချို့မလုပ်တတ်သေးတဲ့လူတွေတချို့သိချင်နေတဲ့လူတွေအတွက်ကိုလည်းအမကsharing လုပ်ပေးချင်တာပေါ့နော်ပြီးရင်အမရဲ့ဒီ activity လေးကို beginner ကနေစပြီးတော့မှလည်းဝင်ပြီး join စေချင်လို့ပေါ့နော်အဲဆိုရင်ဒီ activity လေးကို join နဲ့တဖြည်းဖြည်းနဲ့ဒီ design software လေးတွေ design tool လေးတွေကိုလည်းတဖြည်းဖြည်းသုံးသပ်သွားမယ်ပြီးသွားလို့ရှိရင် design လုပ်တဲ့ process လေးတွေကိုလည်းသိသွားမယ် design လုပ်တဲ့အခါမှာmood board လေးဆိုရင်ဘယ်လိုလေးလုပ်ရတယ်အဲ့လိုပေါ့နော်အများကြီးကိုတဖြည်းဖြည်းစီ topic လေးတစ်ခုစီနဲ့အပတ်စဉ်လုပ်သွားကြမှာဆိုတော့လေဒီ design tool Canva လေးကအရင်အသုံးဝင်တယ်ပေါ့နော်အမတို့ရဲ့ပထမဆုံး activity ဖြစ်တဲ့ဒီ artwork လေးလုပ်ရမှာပေါ့နော်အဲ့ artwork လေးလုပ်ဖို့အတွက်ကို Canva နဲ့လုပ်မယ်ဆိုလို့ရှိရင်အရင်နဲ့လွယ်တယ်အဲ့ဒါလေးကိုအမအခုဒီ tutorial လေး video တူတူလေးပေါ့နော်အဲ့ဒါလေးနဲ့ tutorial လေးပြတော့မှာဖြစ်ပါတယ်အရင်ဆုံးဒီ Canva ဆိုတဲ့ app ကလေးကိုဖွင့်လိုက်မယ်နော်ဖွင့်လိုက်ပြီးတော့ရင်ဒီအောက်မှာအပေါင်းလေးတွေ့ရနော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အကိုကဒါ new project စမယ်ပေါ့နော်ဆိုရင်ဒီပေါ်မှာ create new ဆိုပြီးတော့ကိုကြိုက်တဲ့ size ကိုလုပ်ဖို့ custom size ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်လိုက်မယ်အမ600နဲ့စပြီးလုပ်ပြမယ်နော်ပြီးရင်ဒီမှာ create new design ဆိုတာလေးကိုနှိပ်လိုက်ပါဒီဟာကြတော့ကိုကြိုက်တဲ့ design တွေနဲ့လုပ်ချင်ပေါ့နော်ဒီဟာတွေရွေးလို့ရတယ်အခုကအမတို့ကကိုရဲ့ artwork ကိုလုပ်မှာဖြစ်တဲ့အတွက်ဒီ element ဆိုတာလေးကိုနှိပ်မယ်နော်နှိပ်ပြီးဒီမှာ shape တွေ့လားအဲ shapes ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီအောက်မှာဒါတွေကကြိုက်တဲ့ဟာတွေရွေးလို့ရတယ် line တွေနဲ့လုပ်ချင်ရင်ဒီပေါ်မှာ line တွေရွေးလို့ရတယ်ပေါ့နော်အမအခု shapes ကလေးနဲ့ပြသွားမယ်ဆိုတော့ကြိုက်တဲ့ဟာကိုနှိပ်လိုက်ပြီးသွားရင်ဒီဟာလေးကိုရွှေ့ချင်တယ်ဆိုရင်ဖိလိုက်လက်ကလေးနဲ့ဖိပြီးသွားရင်ဒီလိုဟိုရွှေ့လို့ရတယ်ပြီးသူ့လှည့်ခြင်းဒီအောက်ကဟာလေးကိုဒီလိုလေးဖိလိုက်ပြီးတော့မှဖိထားပြီးတော့လှည့်ရုံပဲပေါ့နော်ပြီးတော့ဟာကိုလှည့်တာမှားသွားပြီပေါ့ undo ပြန်လုပ်ချင်တယ်ဆိုရင်ဒီပေါ်ကအများလေးကိုပြန်နှိပ်လိုက်နော်ပြီးရင်အခုအရောင်ပြောင်းတဲ့ဟာကိုပြမယ်နော်ဒီအောက်မှာ color ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးရင်ကိုကြိုက်တဲ့အရောင်ကိုပြောင်းလို့ရတယ်ပေါ့ဒီဘေးနားမှာအခုဆိုရင် border မရှိဘူးပေါ့နော်သူ့ရဲ့ border လေးကိုလိုချင်ရင်ဒီဘေးက style ဆိုတာလေးကိုနှိပ်လို့ရတယ်နှိပ်ပြီးရင်ကိုကြိုက်တဲ့ပုံစံလေးကိုရွေးလို့ရတယ်ပေါ့နော်ပြီးရင်ဒီဟာအဲ border ရဲ့ line အထူပေါ့နော်ပြီးရင်ဒီဟာကိုလည်းအရောင်ပြောင်းလို့ရတယ်နော်ဒီအခုအမရဲ့ rectangle လေးကိုအကြီးအသေးလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ down လေးကနေအလိုလုပ်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ size ကိုကြိုက်တဲ့ shape ကိုပြန်ပြောင်းလို့ရတယ်နော်ကိုကဒီဟာကိုနောက်တစ်ခုထပ်ပွားချင်တယ်ဒီပုံစံအတူပဲပေါ့နော်အဲ့ဒါဆိုရင်ဒီပေါ်ကဟာလေး duplicate လို့ခေါ်ရပေါ့နော်အဲ့လေးကိုနှိပ်လိုက်ပြီးရင်ကိုလိုချင်တဲ့နေရာမှာစီလိုက်ပြီးတော့ဒီ distance အတိုင်းပဲကိုထပ်ပွားချင်တယ်ဆိုရင်ဒါလေးကိုပဲစတိုက်နှိပ်သွားရုံပဲပြီးတော့အခုဒီ၄ခုရှိရပေါ့နော်အဲ့၄ခုလုံးကိုတခါတည်းဆက်လက်မှတ်ချင်တယ်ဆိုရင်ဒီတောင်းကအဆက်34ကိုနှိပ်မယ်ပြီးရင် select multiple ဆိုပြီးဒီလိုလေးမှတ်လိုက်အဲ့ဒါကိုက group လုပ်ချင်လဲရတယ်ဒါမှမဟုတ်ရင်ဒီတိုင်းပဲဒီတိုင်းပဲ select လုပ်ချင်လဲရတယ်ပေါ့နော်အမ group လုပ်လိုက်မယ်အဲဆိုရင်သူတို့ရွှေ့တဲ့အခါပိုလွယ်သွားရပေါ့နော်ပြီးတော့မှအမဒီ group လေးကိုအောက်ကိုပြန်ပြီးတော့မှပွားချလိုက်မယ်ပေါ့အဲဆိုရင်လည်းဒီလိုပြီးရင်နောက်ထပ်ပွားချင်တယ်ထပ်နှိပ်လိုက်ပြီးရင်ဒီဟာအကုန်လုံးကိုမှတ်ချင်တယ်ဆိုရင်ဒီမှာ select multiple ကိုထပ်နှိပ်မယ်ပြီးရင်ပြန်ရွှေ့လို့ရပြီပေါ့နော်အဲ့မှာကိုကစာရေးချင်တယ်ဆိုရင်ဒီအောက်မှာ test ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်အဲဆိုရင်ဒီမှာ test ကြလာပြီပေါ့နော်ဒီဟာလေးကို repetition လို့ရေးချင်နေထားပါတော့အဲ့ဒါဆိုရင် repetition လို့ရေးလိုက်လို့ရတယ်ပြီးရင်ဒီ text ရဲ့ size ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီအောက်မှာ font size ဆိုပြီးတော့မှပြောင်းလို့ရတယ်
ပြီးရင်ဒီစာလေးကို font ပြောင်းချင်တယ်ဆိုရင်ဒီမှာ font ဆိုတာလေးကိုနှိပ်ပြီးရင်တခြား font ကြိုက်တဲ့ font ကိုပြန်ပြောင်းလို့ရပါပေါ့နော်အဲ့ဒါကိုမှအရောင်ပြန်ပြောင်းချင်တယ်ဆိုရင်ဒီဘေးမှာ color ဆိုတာလေးရှိတယ်အဲ့ color လေးနဲ့ဒီမှာ font အရောင်ကြိုက်တဲ့အရောင်ပြောင်းလို့ရတယ်ဒီလိုလေးပေါ့နော်ကဲဒီဟာပြီးသွားပြီကိုကြိုက်တယ်ပေါ့နော်ဒီဟာလေးကို save မယ်ဆိုရင်ဒီအပေါ်တောင်းဆုံးကဒါလေးကိုနှိပ်လိုက်မယ်ပြီးရင် download ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ file type ကိုကြိုက်တဲ့ file type ရွေးလို့ရတယ်ပေါ့နော်အမကတော့ဒီ PNG လေးပဲလောက်ထားလိုက်မယ်ပြီးရင် download ဆိုတာလေးကိုနှိပ်လိုက်ရုံပဲနော်အဲ့ဆိုရင်ကိုယ့်ရဲ့ဒီ photo album ထဲမှာသူ့ဟာသူ auto save ပြီးတာဖြစ်သွားရပေါ့နော်ဒီလိုလေးပေါ့ဒါဆိုရင်တော့ဒီနေ့အတွက် Canva tutorial လေးကတော့ဒီလောက်လေးပဲပေါ့နော်ဒီလောက်ဆိုရင်အမတို့ရဲ့ဒီပထမဆုံး week 1အတွက် artwork လေးကိုကောင်းကောင်းလေးလုပ်လို့ရပြီပေါ့နော်နောက်တခြားဘက်တွေမှာလိုအပ်တဲ့တခြား tools တွေတခြား feature တွေတခြား software တွေကိုအမထပ်ပြီးတော့လိုသလိုတင်သွားပေးမယ်နော်